အရှင်လက်လက်နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့အဲ့ဒါတွေဟာခဏခေတ်အမြင်နဲ့ပြောမယ်ဆိုရင်တော့မဖြစ်နိုင်ဘူးလို့ငြင်းကောင်းငြင်းနိုင်လေသို့တော့လက်တွေ့ပြနိုင်တာတော့မဟုတ်ဘူးစာထဲမှာမှတ်တမ်းတင်ထားတာမှတ်တမ်းတင်ထားတာဟာမရှိဘဲနဲ့ပုံပြင်သဘောမျိုးပြောတာမျိုးတော့မဟုတ်ဘူးလောကမှာထူးထူးခြားခြားရံပါရံခါဖြစ်လာတတ်တယ်ဆိုတာခဏခေတ်မှလည်းမယုံကြည်နိုင်လောက်တဲ့အချက်တွေရှိတချို့လူတွေဟာမိန်မောသွားတဲ့အချိန်မှာငရဲရောက်သွားတဲ့လူတွေရှိရက်အတော်ကြာမိန်မောပြီးတော့ပြန်ပြီးတော့တတိလဲလာတဲ့အခါသူပြန်ပြောပြတာလေသူဟာပဲရောက်ခဲ့တယ်ဆိုတာတွေကိုပြန်ပြောပြတယ်ဇလန်းလေးတွေရှိတယ်ပေါ့အဲ့ဒီလိုမှတ်တမ်းလေးတွေရှိတာကိုထောက်မယ်ဆိုလို့ရှိရင်တော့အရှင်လက်လက်ငရဲကြတယ်ဆိုတာလေမရှိဘူးလို့မပြောနိုင်ဘူးဘာကြောင့်လဲလို့ဆိုရင်အရှင်လက်လက်နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကိုလည်း950မှာဖော်ပြထားတာရှိတယ်သို့တော့လူသားတစ်ယောက်ကနတ်ပြည်ရောက်သွားလို့နတ်ဖြစ်သွားတာတော့မဟုတ်ဘူးလူသားဟာလူသားပဲအဲ့တော့ဒီနေရာမှာလူသားတစ်ယောက်ဟာနတ်ပြည်ရောက်သွားပြီဆိုလို့ရှိရင်နတ်ပြည်ကယာတိဥရုနဲ့လူပြည်ယာတိဥရုတူညီမှုမရှိဘူးတူညီမှုမရှိတော့လဲသူတို့လုပ်ခဲ့တဲ့ကံစွမ်းအားတွေဆိုတာရှိတယ်ကံစွမ်းအားရှိသည့်အတွက်ကြောင့်ဆရာယာတိဥရုနဲ့တင့်တော်တဲ့အချိုးကျယာတိဥရုနဲ့မျှတပြီးကြာရှည်စွာနေသွားနိုင်တဲ့အနေအထားမျိုးတွေလည်းဖြစ်လာလူသားတွေမှာနတ်ပြည်မှာတော်တော်ကြာအောင်နေတဲ့လူသားတယောက်အကြောင်းကိုတော့မန္တာတုဆိုတဲ့စကြဝဠာမင်းကြီးလို့ပြောတာအဲ့ဒီမန္တာတုဆိုတဲ့စကြဝဠာမင်းကြီးဟာလူရဲ့သက်တမ်းအသင်္ချေထိအောင်ရှည်ကြာတယ်အဲ့ဒီခေတ်ကာလမှာလူပြည်မှာလူတွေရဲ့ကောင်းကောင်းအာရုံချမ်းသာတွေနဲ့တင့်တယ်ရောက်ရဲခြင်းမရှိသည့်အတွက်ကြောင့်သူဟာနတ်ပြည်ကိုတက်သွားတယ်သူရဲ့ဘိုးရှင်ကံရှင်ကြောင့်တရားမင်းကြီးကခရီးချူနတ်တွေဟာလူတွေကိုလေးစားတယ်ဆိုတာလည်းပဲစာပေထဲမှာရှိတရားမင်းကြီးကဥယျာဉ်ထွက်တော့မယ်ဝေဇယန္တာယထာကြီးပေါ်တက်တော့မယ်ဆိုရင်လူပြည်ဘက်ကိုလှည့်ပြီးလက်ဟုတ်ချီတယ်သူကလူတွေကသာနတ်ရှိခိုးနတ်ကအဲ့ဒီမှာလူပြန်ရှိခိုးဘာကြောင့်လေးစားတာတော့ဘသူ့ကိုရှိခိုးတာတော့လို့မေးတဲ့အခါမာရဏိနတ်သားရဲ့အမေးကိုတရားမင်းကြီးကဖြေတာမိသားစုဘဝမှာနေပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်နေကြတယ်တဲ့တရားသဖြင့်ရှာကြံပြီးတော့မိသားစုကိုကျွေးမွေးနေကြသီလရှိတယ်ဖရာတရားတန်ခါယရဏသုံးပါးကိုစိတ်ကကိုးကွယ်တယ်အဲ့ဒီဥပဒကာတွေကိုငါလည်းဥချီတာအဲ့ဒါတွေလည်းပဲမှတ်တမ်းထဲမှာရှိနေတော့မဟုတ်ပဲနဲ့တော့ဒါတွေကရေးထားတာမဟုတ်ဘူးเนาะမန္တတုဆိုတဲ့စကြဝဠာမင်းကြီးဟာစတန်းကလည်းလွန်ရှည်တော့နတ်ပြည်ရောက်သွားပြီနတ်ပြည်ရောက်သွားတဲ့အခါသူ့ရဲ့ပုံပန်းသဏ္ဍာန်အခြေအနေတွေဟာလည်းပဲပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်သူကတက်တန်းအလွန်ရှည်သည့်အတွက်ကြောင့်သူနတ်ပြည်မှာနေတဲ့အချိန်တရားမင်းကြီးကခေဥကျိုးဆိုကြပြီးတာဝရဏနတ်ပြည်ကိုတဝက်စီခွဲအုပ်တယ်လို့ဆိုတယ်အဲ့ဒီလိုအုပ်ချုပ်နေတဲ့အချိန်မှာတရားပေါင်း36ယောက်သိဆုံးသွားခဲ့ပြီသူကမသိသေးဘူးအဲ့လိုတက်တန်းရှည်တဲ့ဘဝမျိုးလည်းရှိတတ်တယ်လူတွေကထူးခြားလာပြီဆိုလို့ရှိရင်နတ်တွေတဲ့အားအဲ့ဒီလိုတရားပေါင်း36ယောက်သေဆုံးသည့်အထိသူကမသေးပဲနဲ့နောက်ဆုံးမှာသူလောဘကိုအရှိန်မသတ်နိုင်သူနဲ့ကူးတွဲပြီးတော့အုပ်တဲ့တရားစီကသူကအာနာသိမ့်မှုစိတ်ကူးလာအဲ့ဒီမှာသူ့အမားပဲတာဝရဏနတ်ပြည်ကိုသူတယောက်တည်းအုပ်ချုပ်ခြင်းနဲ့ဟိုကလည်းကံနဲ့မက်အစစ်ကိုအဲ့ဒီမှာသူ့ရဲ့ဒေါသအကုသိုလ်ကလောဘအကြောင်းပြုပြီးတော့ဒေါသနတ်ပြည်ကိုတူတဲ့အုပ်ချုပ်ခြင်းဆိုတာလောဘတရားမင်းလက်ရှိအုပ်ချုပ်နေတဲ့တရားမင်းကိုရှင်းပြချင်တာဒေါသလောဘဒေါသဆိုတဲ့အကုသိုလ်ကသူ့ကိုကြိုးပေးလိုက်တာချက်ချင်းဘုံတကိုးတွေရောကြပြီးလူပြည်ပြန်ရောက်သွားတယ်အဲ့ဒီမှာပဲသူဟာတိတ်ဆုံးသွားဒါမန္တာတုဆိုစကြဝဠာမင်းကြီးဟာလူပြည်ကနေပြီးနတ်ပြည်ရောက်ပြီးတော့အုပ်ချုပ်သွားတယ်ဆိုတာမှတ်တမ်းရှိတယ်ပေါ့အဲ့ဒါလိုပဲခုတ်တိလဆိုတဲ့စောင်းသမားဟာဖះလောင်းမယ်စောင်းပညာအထွတ်ထိပ်ရောက်အောင်တက်ထားတာတပည့်လို့သူကစိန်ခေါ်တော့စိတ်ညစ်တယ်ပေါ့
သူကလည်းအကုန်သင်ပေးလိုက်တော့တပည့်လို့သူကငယ်ငယ်ရွယ်ရွယ်ဆိုတော့တပည့်နဲ့ပြန်တီးရမယ်ဆိုမရှင်းနိုင်တာဘာတော့ဆိုရင်ရုပ်ရည်ကမရှင်းနိုင်ဘူးလေဆရာကအသက်ကြီးပြီးအိုးနေပြီတပည့်ကနုနုပြိုပြိုစတိုင်ကြကြနဲ့အတီးပြိုင်ရမယ်ဆိုရင်ဆရာဘယ်လိုမှတပည့်ကိုမရှင်းနိုင်သူသင်ပေးလိုက်တဲ့ဟာတွေကလည်းအကုန်တက်ပြီးသားသူ့ပုံစံအကုန်တီးနိုင်တာဆိုတော့သူကစိတ်ညစ်ပြီးတော့သူ့ကိုယ်သူပြေဖို့ပဲစဉ်းစားတဲ့အချိန်မှာနတ်ကနေပြီးတော့ကဲမပြီးတော့ပြိုင်ပွဲကိုသူကအနိုင်ရလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာစောင်းတီးပြိုင်ပွဲအပြီးမှာတရားမင်းကသူ့ကိုဖိတ်ခေါ်သွားတယ်လို့ဆိုတယ်ဖိတ်ခေါ်သွားပြီးသူလည်းအရှင်လက်လက်နတ်ပြည်ရောက်သွားတယ်ဟောနောက်တစ်ခါနေမီမင်းကြီးဆိုတာလည်းပဲအရှင်လက်လက်နတ်ပြည်ရောက်သွားတယ်ဆိုတာမှတ်တမ်းတွေရှိတယ်ဒါတွေမကဘူးတာရိနဇတ်မှာတာရိနမင်းကြီးကိုလည်းပဲနတ်တွေကတွေးကျင်လို့ဆိုပြီးတော့နတ်တွေကလာပြီးတော့ပင့်ခေါ်သွားတယ်တာရိနမင်းကြီးကလည်းပဲအရှင်လက်လက်နတ်ပြည်ရောက်သွားတာအဲ့ဒီလိုအရှင်လက်လက်နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာမှတ်တမ်းနေရှိတော့အရှင်လက်လက်ငရဲရောက်တဲ့လူမရှိဘူးလို့ညင်းမို့ရခက်ပြန်တယ်မတူညီတဲ့ဒေသတွေမတူညီတဲ့ပုဂ္ဂိုလ်တွေဟာရောက်သွားနိုင်တာပဲကောင်းမြတ်တဲ့ထူးခြားတဲ့ကံကြမ္မာတွေကြောင့်နတ်ပြည်ကိုရောက်သွားတယ်လို့ရောက်သွားတဲ့အခါသူတို့ရဲ့ကံစွမ်းအားနဲ့ရာသီဥတုတန်တို့ဘာတို့ခန္ဓာရည်ချင်းတွေဟာပြောင်းလဲပြီးတော့ဖြစ်ပေါ်သွားပြောင်းလဲပြီးတော့ဖြစ်ပေါ်သွားအဲ့ဒါနဲ့ပဲနတ်ပြည်မှာတတန်းရှိကြလူတွေသာနတ်ပြည်ကိုရောက်ဖို့တာမဟုတ်ဘူးမကားလူလင်တော့ကသူစာတာဆိုတဲ့ဇနီးဟောင်းဟာချောင်းမြောင်းကြားမှာဗျိုင်းမာလေးဖြစ်နေတာဟာနေပြီတရားမင်းရဲ့အစွမ်းနဲ့နတ်ပြည်ကိုခေါ်သွားလို့သူလည်းနတ်ပြည်ရောက်တဲ့ဒိုင်းကလေးပဲပေါ့အဲ့ဒီလိုအရှင်လက်လက်နတ်ပြည်ရောက်သွားတဲ့မှတ်တမ်းတွေကရှိတာနော်